နောက်ပိုင်းမှာဘက်ဒီကသူ့ကိုလုံးဝလစ်လျူရှုပြီးရှောင်ဖယ်နေခဲ့တာမို့ဂျာယန်တယောက်စိတ်တက်ကြနေခဲ့ရပါတယ်။ဒါပေမဲ့တရက်မှာတော့ပူပေါင်းတဲ့အခြေအကန့်လန့်ခဲ့တာကိုဘက်ဒီလောက်ခဲ့မှန်းကျောင်းကတည်သွားပြီးဘက်ဒီနဲ့ပတ်မန်တို့ကျောင်းထုတ်ခံရမယ့်အခြေအနေနဲ့ရင်ဆိုင်ရပါတော့တယ်။ပတ်မန်တော့ငိုပြီးထွက်သွားခဲ့ပါတယ်။ဒီဖြစ်တဲ့ကြောင့်ဘက်ဒီအဖေကကျောင်းကိုရောက်လာပြီးလူအများရှိမှဘက်ဒီကိုရဲရဲဆက်ဆက်ရိုက်ပါတော့တယ်။ဒါကိုဂျာယန်ကဝင်တောင်းရင်ဘက်ဒီအဖေကဂျာယန်ကိုပါရိုက်ဖို့လုပ်တာကြောင့်ဂျာယန်နဲ့ဘက်ဒီတို့ပါအချင်းချင်းပြန်လဲရံပွဲဖြစ်ခဲ့ကြပါတယ်။ဆရာတွေကတော့သူတို့နှစ်ယောက်လုံးပတ်မှန်ကိုလူပြီးရံဖြစ်နေကြတယ်လို့ပဲတက်လွဲထင်သွားခဲ့ကြတာပါ။ဒီရံပွဲဆောင်မဲ့လက်ရှိအချိန်မှာဂျာယန်တယောက်မျက်နှာမှာသွေးတန်တရေရဲနဲ့ဖာသားရှိရောက်နေရတာပါ။ဖာသားစီးထည့်ပြီးသူလဲငငယ်ရဒီလိုပဲခေါင်းမာပြီးဘသူစကားမှနားမထောင်ခဲ့တာကိုပြောပြပါတယ်။အားကြောင့်မဲ့သူမိသားစုတွေနဲ့ဝေးရအောင်ထွက်ပြေးရင်ဒီလောက်ဝေးတဲ့နေရာအထိရောက်လာခဲ့ကြောင်းနှစ်သိန်းစကားပြောပါတယ်။အိမ်နောက်ဖာသားကသူ့ကိုဆူတောင်းပေးနေတော့အတန်းနေရတငယ်ချင်းတယောက်ရောက်လာပြီးမင်းမေဖုန်းဆက်တဲ့အိမ်ပြန်ခဲ့ပါအောင်နဲ့ဘယ်ဒီကအခုမင်းတို့အိမ်ကိုရောက်နေတယ်လို့လာပြောထားအိမ်ကိုအမြန်ပြေးပြန်ခဲ့ရပါတယ်။အိမ်ရောက်တော့အဖေဖြစ်သူကတငယ်ချင်းရဲ့မိန်းကလေးနဲ့ခိုးတွဲနေတာလားဆိုပြီးသူ့ကိုအပြစ်တင်มาတော့တယ်။ဒီမှာတင်ကြားရငါဒေါသကြီးနဲ့ဘယ်ဒီကိုအိမ်ထိလာပြီးဘာဖြစ်ချင်နေရလဲလို့မေးတော့ဘယ်ဒီကတက်ကတော်ဝင်ဆောင်ဝဲစားတော့မှမို့စာတီချလုပ်ဖို့ရင်ကျောင်းမှာဘာရီလျှောက်လို့နေလဲဆိုတာမိဘတွေတည်တယ်လို့လာပြောတာလို့ပြန်ဖြေပါတယ်။မိဘတွေကတော့တငယ်ချင်းနှစ်ယောက်မိန်းကလေးတယောက်ကြောင့်ရံဖြစ်နေတဲ့အထင်နဲ့ဖြန့်ဖြေနေတော့ကြားရစိတ်တူတူနဲ့စောပချက်တစ်ခုကိုချလိုက်ပြီးသူကယောက်ျားလေးချင်းသဘောကျနေအောင်အမှန်တိုင်းခွင့်ပြောဖို့လုပ်ပါတော့တယ်။ဒါဘတ်ဒီကကြားပြကအထိပ္ပယ်မရှိတာဆက်မပြောတော့ဖို့ဟန်တားလိုက်ပါတယ်။ကြားရကတော့ဘတ်ဒီကိုကြည့်ပြီးသူကတော့ဘသူ့ကိုကြိုက်လဲကိုဝန်ခံရဲပေမဲ့မင်းကတော့ဝန်မခံရဲဘူးမလားလို့ပြောကအိမ်ကနေငိုပြီးထွက်သွားခဲ့ပါတော့တယ်။အဲဒီတော့မှဘတ်ဒီလည်းဒေါသအလျှောက်ပြောမိတဲ့သူ့အမကိုတီးသွားပြီးကြားရနောက်ကိုစိတ်ပူကြီးနဲ့လိုက်လာခဲ့ပါတယ်။ဂျိုင်ကကျွန်းစီသွားမဲ့တင်မော်ပေါ်တက်ခဲ့ပြီးဗရီကလည်းနောက်ကလိုက်လာခဲ့ပေမဲ့ဂျိုင်ကသူ့ကိုလုံးဝစကားမပြောခဲ့ပါဘူး။ကျွန်းပေါ်ရောက်တော့ဂျိုင်ကရှေ့ရရှောက်ဗရီကနောက်ကလည်းရင်ဗရီကငါ့ပဲယူရဲအောင်မေးနေတာမင်းကငါ့ထက်တောင်ပို့ယူသေးရဲ့အခုလိုလုပ်နေမယ်ဆိုရင်မင်းကိုဂရုမစိုက်တော့ဘူးလို့လန့်အောင်ပြီးပြန်လှည့်မလို့လုပ်ခဲ့ပေမဲ့မနေနိုင်ပဲပြန်ပြေးလာခဲ့ပါတယ်။ဒီတော့မှဂျိုင်ကငါ့ပေါ်မင်းဖေတော့ကဂယူဆိုင်ဖုံးလို့လဲလို့ပြန်ပြောပြီးကန်းစီမှာသူ့ရဲ့မွန်ကျက်မှုတွေကိုအော်ဟစ်အန်ချပစ်လိုက်ပါတယ်။အဲဒီအချိန်မှာဘတ်ဒီကသူ့ကိုလာပြီးဖတ်ထားပေးခဲ့ပါတယ်။ခဏအကြာမှာတော့သူတို့နှစ်ယောက်ကအဝတ်စားတွေအကုန်ချွတ်ပြီးပင်လေတဲ့ဆင်းကလွတ်လပ်တဲ့စိတ်ဝိညာဉ်တွေလိုအော်ဟစ်ခုခတ်ခဲ့ကြပါတယ်။ပြီးတော့ကန်းစီတဲသားမျက်မှောက်မှာအဝဲပလာနဲ့လေးလျောင်းနေဂျိုင်းကဘတ်ဒီလက်မောင်းလေးကိုတတရရပုတ်သက်ပြီးသူ့ကိုနမ်းလိုက်တဲ့အခါဒီအချိန်မှာတော့ဘတ်ဒီကမငင်းဆန်တော့ပဲအနံကိုငြိမ်သက်စွာလက်ခံခဲ့ပါတော့တယ်။ဒါပေမဲ့အဲ့ဒီဘီကလေးကသူတို့နှစ်ယောက်ဟာဘယ်တော့မှထပ်မဆောင်ပြစ်သေးကြတော့ပါဘူး။အချိန်တွေကနှစ်ပေါင်း30ကိုလင်းမြန်စွာကူပြောင်းသွားခဲ့ပါပြီ။အသက်ကြီးသွားပြီဖြစ်တဲ့ဂျာယန်တယောက်ကျောင်းသားတွေးဆုံပွဲကိုရောက်လာပြီးဘတ်ဒီကိုတွေ့မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့စောင့်နေခဲ့ပေမဲ့ဘတ်ဒီကရောက်မလာခဲ့ပါဘူး။ဂျာယန်ကစိတ်ပြက်လက်ပြက်နဲ့အပြင်ထွက်ပြီးဘတ်ဒီရဲ့ဖုန်းနံပါတ်အဟောင်းလေးကိုနှိပ်ပြီးခေါ်ဆိုကြည့်မိရင်အတိတ်ကအမှတ်တရတွေကိုပြန်ပေါ်လာပါတယ်။အတိတ်တုန်းကကန်းစီယာပြန်လာပြီးနောက်သူတို့ထပ်မတွေ့ကြတော့ပဲဂျာယန်ကဘတ်ဒီစီဖုန်းဆက်ခဲ့ပူပါတယ်။ဘတ်ဒီကဖုန်းကိုင်ပေမဲ့နှစ်ယောက်လုံးရဲ့အတန်မှာပျော်ရွှင်မှုတွေမရှိခဲ့ကြပါဘူး။ဂျာယန်ကပတ်မှန်အောင်ဘလို့လဲမင်းနဲ့အတူရှိရတော့သူပျော်ရဲ့လားလို့မေးတော့ဘတ်ဒီကပတ်မှန်ကသူနဲ့တွေ့ရတော့ရုပ်တီမဆန်ကြောင်ပြောတယ်လို့မပြောမရွှင်အတန်နဲ့ပြန်ဖြေခဲ့ပါတယ်။အိမ်နောက်ဂျာယန်ကသူ့ရဲ့စီနီယာတယောက်ရေးထားတဲ့သင်းလေးတစ်ပုဒ်ကိုဖွင့်ပြခဲ့ပါတယ်။တချင်နာမည်ကတော့မင်းရဲ့နာမည်ကိုငှားရင်နေမှာကပီးထိုးထားတယ်ဆိုတာပါပဲအဲ့ဒီတချင်းတန်လေးပြန်လွင်နေတော့ဖုန်းပတ်စီမှာရှိနေတဲ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ခံစားချက်တွေကိုမဖွင့်ထားနိုင်ပဲတိတ်တိတ်ဆိတ်ဆိတ်ငိုကြွေးနေခဲ့ကြဘူးပါတယ်လက်ရှိအနှစ်30အလွန်မှာတော့အဲ့ဒီဖုန်းကိုပတ်တီကင်တာမဟုတ်ပဲသူ့ရဲ့ဇနီးဖြစ်သူပတ်မှန်ကကင်ပါတယ်သူတို့နှစ်ယောက်လက်ထပ်ပြီးကလေးတယောက်ရခဲ့ကြပေမဲ့အခုတော့ကွာရှင်းလိုက်ကြပြီလို့ပြောပါတယ်ပတ်မှန်ကပတ်တီဟာသူ့ရဲ့လိမ့်စိတ်ခံယူမှုကိုရင်ထဲမှာပဲနက်နက်ရှိုင်းရှိုင်းမြုံနှံပြီးလျှက်ဝက်ထားခဲ့တာဟာသူမတို့နှစ်ယောက်လုံးရဲ့ဘဝကိုဖျက်ဆီးပစ်ခဲ့ကြောင်းနဲ့သူ့ကိုလက်ထပ်ထဲမိတာကသူမဘဝရဲ့အကြီးမားဆုံးအမှားပဲလို့ဂျာယန်ကိုရှင်းဖွင့်ခဲ့ပါတယ်